ဒီနေ့ညနေအတန်းစင်နာနဲ့ပေါ့နော်ဘွယ်နင်းကလည်းဒါနောက်ဆုံးအချိန်ဖြစ်တာနဲ့မိုးစီတန်းလေးဆိုင်မှာအရှိစတော့ဘာမှမဆိုင်တာပေမဲ့အဲ့မိုးစီတန်းလေးဆိုင်မှာမတော်ပြီးတော့မဟုတ်တော့ပဲစားဖြစ်ခဲ့တယ်ရွှေစင်ကတော့တမောတီထောင်လေးဝယ်ဖြစ်ခဲ့တယ်ပေါ့နော်တကယ်ချင်းရတယ်သူကသူတို့အကင်းလေးတွေဇီကလေးတွေနဲ့ဒါစားဖြစ်ခဲ့ကြပါတယ်ပန်းပေးသွားတယ်ပေါ့နော်ကလေးတွေစီကပန်းရတဲ့ခန်းစားချက်ပေါ့နော်သူစိတ်ဘလို့ခန်းစားချက်ရှိပါတယ်ရှင်ကလေးတွေစီကပန်းရတယ်ဘယ်လိုခန်းစားချက်ရှိပါလဲရှင်အော်ဘယ်လာပြည့်ကျေးဇူးပါโอเคကလေးတွေရှောက်ပတ်စောနေကလေးတွေစီကပန်းရတော့ဖက်လက်စားစားဦးကြတယ်မှာပဲညှက်ထားလိုက်တယ်ပေါ့နော်ငယ်ချင်းကသူပန်းလေးကိုရေးနေမျိုးချင်နေဆိုလို့ဒါဗီဒီယိုလေးရိုက်ထားပြီးတာပေါ့နော်ပန်းကတော့ဟိုဘက်ကိုသွားစီချင်တာဒါပေမဲ့အဝေးမရောက်ဘဲနဲ့ဒီဘက်ကိုပြန်လာတယ်ပေါ့နော်တငယ်ချင်းနှစ်ယောက်သားလေးကားလေးမှငုတ်တုတ်ထိုင်နေရှင်မွေတွေ့ခဲ့ပါတယ်ရှင်မွေနောင်ရခဲ့မပေါ်လားမသိဘူးရှားတယ်ရှင်မွေတက်လာဒီလိုလေဟိုဘက်ကလဲလာကရင်နဲ့တကူနေမှာအင်းကိုခဏပြန်ဖြစ်ခဲ့တယ်ပေါ့နော်အင်းကိုပြန်လာကတော့ဟိုပုံးလန်းအနေပဲဖြတ်လာခဲ့တာဟိုပုံးမျိုးကိုရောက်ခဲ့ဘူးပေမဲ့ဒီဟိုပုံး view point ကိုတော့မရောက်ဖြစ်ခဲ့ဘူးပေါ့နော်အဲ့နေရာလေးမှာဓာတ်ပုံရိုက်မယ်ဆိုရင်တော့အရင်လာမယ်လို့ရှင်းထင်တယ်ပေါ့နော်တောင်းတန်းလေးနဲ့တကယ် chance day 5ကိုအပြေးဝရစီတယ်အင်ပြန်နဲ့အဲ့ဒီမှာမျက်ပင်လေးလားဘာလေးတွေလည်းတော့မသိဘူးအရင်လာတဲ့ဓာတ်ပုံလေးတွေလမ်းရိုက်ခဲ့တယ်ပေါ့နော်အိမ်ကိုပြောင်းတဲ့ခါမှာဖေဖေနဲ့မမီကညစာကိုခောက်ဆွဲကြော်နဲ့ဒါဝတ်သားလို့အပြမထွက်စားဖြစ်ခဲ့တယ်ပေါ့နော်မနေ့ရောက်တော့လေဖေဖေနဲ့မမီနဲ့တူတူလက်ဖေးရီတော့ဖြစ်ခဲ့ကြပါတယ်လက်ဖေးရီကမတောက်ရတာကြားလို့လာတော့မသိဘူးတောက်ကောင်းနေတယ်ပေါ့နော်စမူစာလည်းစားကောင်းနေပါတယ်ဘဲလေးလည်းခါရင်ဒါစားကောင်းနေလို့ခံစားရပါတယ်အချာကိုရတော့မစားတော့ဘူးနော်စားကောင်းမဲ့ပုံမဟုတ်ဘူးဒီပဲလေးမစားဖြစ်လိုက်ဘူးအဆောင်ပြန်ဖို့အတွက်လည်းလိုအပ်တဲ့ပစ္စည်းလေးတွေလည်းဈေးမှာဝယ်ချမ်းဖြစ်ခဲ့တယ်ပေါ့နော်။နောက်တစ်နေ့ရောက်တော့ okay အဆောင်ပြန်ပါပြီ။ကျောင်းကိုသွားပါတော့မယ်ရှင်။ကားကိတ်ကိုဖေဖေနဲ့မမေရလိုက်ဖို့ပြီးတယ်ပေါ့နော်။ကားပေါ်တစ်ခါနေတဲ့ဖေဖေနဲ့မမေကိုအပွားပြီးပြီးတော့အလန်းနေတဲခဲ့ကြပါတယ်။မော်လီတွေလည်းလိုအပ်တာတွေလည်းဝယ်ရတယ်ပေါ့နော်။ဒီကတော့မာမီခောက်ဆွဲပဲမာမီခောက်ဆွဲမပိုင်ထမင်းမစားတတ်ဘူးအဲ့လိုဖြစ်နေအခုကပြီးတော့အချင်းမောင်လေးနဲ့စားချင်တာနဲ့တရက်တီလေးဝယ်ခဲ့ပါတယ်ကားပေါ်မှာတော့သူတို့ရှိဘူးနဲ့မဟုတ်စားဖက်ပေးတယ်ပေါ့နော်အစားတော့နံပါတ်4ခုံမှာပဲထိုင်တာပဲနောက်ပိုင်းကျတော့နောက်ဆုံးခုံမှာပရင်းပေါက်ကိုတွားထောင်းလိုက်တော့ပို့ပြီးအဆင်ပြေသွားတယ်ပေါ့နော်ပရင်းပေါက်လေးရလေးလေးလည်းတိုက်သချင်းလေးနားထောင်နေနေရွှေစမောင်တယောက်ကတော့ဒါ feel လိုက်တယ်ပေါ့နော်ကျောင်းမြောက်ခင်မှာရွှေစင်းတင်ငယ်ချင်းတွေကိုဖုန်းဆက်တော့သူတို့ကတိတယ်ပေါ့နော်ရွှေစင်းလာမမှန်းတိလို့သူတို့ကကျောင်းမှာကြိုပြီးတော့ထွက်ဆောင်နေကြတာတဲ့တင်ငယ်ချင်းတွေအရင်ချဖို့ကောင်းတဲ့ရွှေစင်းပါလာတဲ့ထုတ်လေးတွေလည်းကူသေးပြီးကြတယ်ပေါ့နော်သူတို့တစီနေရချပြီးတာနဲ့အပြင်မှာပဲဒါမဟုတ်တော့ဝေးစားဖြစ်ခဲ့ကြတယ်ပေါ့နော်ရွှေစင်းကတော့မလာဟင်းမစားဖြစ်ခဲ့တယ်ပေါ့နော်တင်ငယ်ချင်းတွေကသူတို့ရှမ်းတုတ်ဒီသူတို့ကြိုက်တာမစားကြပါတယ်โอเคနောက်တနေ့ရဲ့ activity ကတော့ဘာမှတော့မဟုတ်ဘူးပေါ့နော်ညနေခင်းမှာဟောပြောပွဲလေးတစ်ခုရှိရဆိုပြီးတော့မှနေခင်းထွန်းလိုက်ကြတာchemistry major ကလူတွေပဲအရင်ကထောင်ရတာလားမသိဘူးတခြား major တွေနဲ့ပေါင်းပြီးတော့ပေါ့နော်ဟောပြောပွဲချတာကတော့ဘာရေးမှတော့မဟုတ်ဘူးပေါ့နော်ဒီအပြိုတန်းလေးချင်းတင်ကြားရေးအကြောင်းတစ်ဖက်ကနေပြောမှဒါတင်တန်း training ပူချပေးဖို့အတွက်လာပြီးမှဟောပြောပေးတာပေါ့နော်那是我是不是你别
ရှယ်မခါလေ